ရွံရင်အစ်စ်နောင်ပိုင်းကောင်းတာပေါ့မင်းသူ့ကိုချစ်နေသေးတာလားချစ်တာမချစ်တာနဲ့ဘာမှမဆိုင်ပါဘူးဒါဆိုခုနကဘာလို့ငိုင်းနေရတာလဲငါစဉ်းစားနေတာအကယ်၍အဲ့တုန်းကငါသာကောင်းကင်ပြင်ပကိုမသွားခဲ့ရင်အခုချိန်ဆိုသူ့ကိုလက်ထပ်ပြီးလောက်ပြီလို့နှစ်ပေါင်း100ကျော်တောင်ရှိပြီပဲအရာရာတိုင်းကအရင်လိုမဟုတ်တော့ဘူးချူတော့မင်းမေ့မသွားနဲ့အောင်မင်းမှာအခုဇနီးရှိနေပြီလေအဲ့ဒါကမတူဘူးလေငါတို့ကဘလို့လှုပ်လက်ထပ်တယ်လို့ခေါ်လို့ရမှာလဲစကားကတက်သေးကောင်းကင်ကအတိပဲဘာလို့လက်ထပ်တာမဟုတ်ရမှာလဲမင်းငါကိုဂတိပေးထားတာလေကောင်းပါပြီထားလိုက်ပါတော့ချက်ရွှမ်းကိုင်းကြောက်ကြီးကဲအဝေးကနေလာတာကိုကြိုဆိုဖို့ပြက်ကွက်ခဲ့ပါတယ်။ရှောင်းကိုင်းချုပ်ကအာနာစရာတွေပြောနေပြန်ပြီ။အခုလာတာကဂိုင်းချုပ်ရဲ့အမိန့်အရသခင်လေးချူလောနဲ့ငါတို့ဂိုင်းကနေရှိတို့ရဲ့စစ်ဆက်ပွဲအကြောင်းဆွေးနွေးဖို့ပါ။ဦးလေးလေးပုံးခွာနန်းတော်ကလူတွေရောက်နေပြီ။ရွက်လင်ရှိလဲပါလာတယ်။လက်ဖက်ရည်ကြိုပြီးပြီ။တစ်ခွက်တောက်ပြီးမှသွားတာပေါ့။ဦးလေးလေးဘလို့အခြေအနေရောက်နေပြီလဲ။ဘလို့လို့လက်ဖက်ရည်တောက်နိုင်သေးတာလဲ